မင်္ဂလာပါအစကတော့ဒေါ်သက်သက်ခိုင်ဘာလို့ဖန်ခံရလဲဆိုပြီးစိတ်ဝင်စားကြတယ်အခုဘာကြောင့်ဖန်ခံရတာလဲဆိုတာသိပြီးတော့လေပြည်သုံးလုံးပါတီဖျက်ခံရတော့မလားပါတီဖျက်သိမ်းခံရတော့မလားဆိုပြီးတော့လူထုကသိချင်ကြတယ်တချို့ကစိုးရိမ်ကြတယ်တချို့ကစိတ်ပူကြတယ်လက်ရှိမှာ UC ရဲ့ထုတ်ပြန်ချက်အရနိုင်ငံရေးပါတီတွေကပြည်ပနိုင်ငံတွေပြည်ပနိုင်ငံခြားတိုင်းပြည်တွေရဲ့ဩဇာကံမဖြစ်ရဘူးလက်ဝဲခံမဖြစ်ရဘူးငွေကြေးထောက်ပံ့မယူရဘူးဆိုတဲ့စည်းကမ်းသတ်မှတ်ချက်ရှိတယ်เนาะဒါရွေးကောက်ပွဲကျင်းပတိုင်းမှာဝင်ရောက်ရှင်ပြိုင်တဲ့နိုင်ငံရေးပါတီတွေလိုက်နိုင်ရတဲ့အချက်ပေါ့နော်နေ့စီပါတီဦးကျော်မြင့်ဆိုလို့ရှိရင်လည်းပဲနေ့စီပါတီဦးကျော်မြင့်ကနိုင်ငံခြားတိုင်းပြည်ရဲ့ငွေကြေးထောက်ပံ့ယူထားပါတယ်ဆိုပြီးတော့ NLD ပါတီကဒေါ်ဆန်းစုကြည်ဆိုတာလက်ထက်မှာနေ့စီပါတီကိုဖျက်ပြီးပိုင်ဆိုင်မှုတွေပါတိတ်ပြီးပါတီဥက္ကဋ္ဌကိုထောင်ထဲထည့်ထားတာယနေ့အချိန်ထိပဲဒါအားလုံးသိတယ်ပေါ့နော်ဆိုတော့ NLD ပါတီဆိုလို့ရှိရင်လည်းပဲပြီးခဲ့တဲ့2020ရွေးကောက်ပွဲတော့ကဒေါ်ဆန်းစုကြည်တို့ NLD ပါတီတီအမေရိကန်စီကရွေးကောက်ပွဲအောင်နိုင်ရေးအတွက်အမေရိကန်ဒေါ်လာ46 သန်းလက်ပေးလက်ယူလက်စားခဲ့အဲ့ဒီကိစ္စကိုဘယ်သူကဖော်ကောင်လုပ်ထားလဲဆိုတော့ Orchid ထီအောင်เนาะဦးထီအောင်ခေါင်းဖြူကြီး Orchid ထီအောင်ကဖော်ကောင်လုပ်တာဖော်ကောင်လုပ်တော့အုပ်အော်တောင်းနေဖြစ်လာကမှဒီ NLD ပါတီပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်ကိုယ်တိုင်ကသူတို့ကိုအမေရိကန်ကချစ်လို့ပေးတာပါဆိုတော့ချစ်ကြည်ပေးတာပါလို့ပုံစံမျိုးဝန်ခံသွားတယ်အမေရိကန်ကသူတို့ကိုတကယ်ရွေးကောက်ပွဲအောင်နိုင်ရေးသုံးဖို့46 တန်းပေးတယ်လို့ဝန်ခံတယ်ဒါပေမဲ့သူတို့ကအစိုးရဖြစ်နေတဲ့ NLD ပါတီကအစိုးရဖြစ်ပြီးအာဏာရှိနေတဲ့အချိန်သူတို့ကိုယ်တိုင်ကတကယ်အမေရိကန်ကပေးတဲ့46 တန်းယူခဲ့ပါတယ်လို့ဝန်ခံတာတော့မှအာဏာဥပဒေချမ်းမှာသူတို့ရှိနေတော့ပါတီကအဖျက်မခံလိုက်ရဘူးပေါ့နော်ဆိုတော့လက်ရှိမှာကြတော့ဒေါ်သက်သက်ခိုင်မှာအဲ့ဒီလိုမျိုးနိုင်ငံခြားတိုင်းပြည်တွေပြည်ပဩဇာခံလူပုဂ္ဂိုလ်တွေနဲ့เนาะပတ်သက်မရှိရဘူးဆိုပြီး UC ကထုတ်ပြန်ထားတယ်ဒါပေမဲ့ဒေါ်သက်သက်ခိုင်ရဲ့ဒီပြည်သူ့ရှေ့တော်ပါတီကเนาะနိုင်ငံခြားတန်ယုံနေနဲ့အဆက်အသွယ်ရှိနေတယ်ဆိုပြီးတော့ UEC ကိုတိုင်ကြားချက်တွေရှိလို့ UEC ကအခုပြီးခဲ့တဲ့12လပိုင်း22ရက်နေ့မှာဒေါ်သက်သက်ခိုင်ရှိကိုစာလိပ်မြူပြီးတော့အတိပေးကြောင်းကြားထားတယ်เนาะဒါ UEC ထုတ်ပြန်ချက်အတိပေးကြောင်းကြားပြီးမဲ့တော့တက်တက်ခိုင်နဲ့သူ့ရဲ့ပါတီဘူကော်မတီဝင်ဒေါ်ထက်ထက်လိုင်တို့2ယောက်ကပြီးခဲ့တဲ့12လပိုင်း18ရက်နေ့ရန်ကုန်မြို့ဗဟန်းမြို့နယ်မှာရှိတဲ့စားတောက်ဆိုင်တစ်ခုမှာနိုင်ငံခြားတန်ယုံကလူပုဂ္ဂိုလ်တွေနဲ့လျှို့ဝှက်ထပ်မံတွေ့ဆုံလိုက်တယ်တွေ့ဆုံခဲ့တယ်ဒါကြောင့်မလို့ UEC ကအခုဒေါ်တက်တက်ခိုင်ကိုခေါ်ယူပြီးတော့စစ်မေးတဲ့အခါမှာလေဒေါ်တက်တက်ခိုင်ရောသူ့ပါတီဘူကော်မတီဝင်ဒေါ်ထက်ထက်လိုင်ရော2ယောက်လုံးကသူတို့ဝန်ခံလိုက်တယ်သူတို့တကယ်ဟုတ်ပါတယ်နိုင်ငံခြားပြည်ပအဖွဲ့အစည်းတွေနဲ့လျှို့ဝှက်နော်လျှို့ဝှက်ဆက်သွယ်မိပါတယ်ဆိုပြီးတော့သူတို့ကိုယ်တိုင်ဝန်ခံလိုက်ပြီးဖြစ်တဲ့အတွက် UEC ကသူ့ရဲ့လှုပ်ထုတ်လုပ်နေဥပဒေတိုင်းဆက်သွားလိမ့်မယ်ဒီနေရာမှာလက်ရှိအစိုးရကသဘောထားကြီးမားလို့ရှိရင်တော့နော်ကြီးတယ်မှုငယ်အောင်ငယ်တဲ့မှုပပြအောင်တက်ညာစွာစဉ်းစားပေးရဆိုရင်တော့ဒေါ်သက်သက်ခိုင်နဲ့သူ့ရဲ့ပါတီဘူကော်မတီဝင်ဒေါ်ထက်ထက်လိုင်တို့2ယောက်ပဲအပြစ်ပေးရေးယူခံရမယ်အဲ့ဒီလိုမျိုးမဟုတ်ပဲနဲ့ဒေါ်စုကြည်နဲ့ NLD ပါတီတော့ကသူတို့နှင်းစီပါတီဥကြော်မျိုးကိုညစ်တယ်လို့မျိုးညစ်ချင်လဲပဲညစ်မယ်ဆိုရင်တော့ညစ်လို့ရတယ်ပေါ့ကွယ်ဒီမိုကရေစီဆိုပြီးတော့ယုံရအောင်မှမျက်မစားပဲနဲ့အသားစားခဲ့သေးတာပဲအခုကအားလုံးကနာမည်တက်ထားတဲ့ဆေးအာနာရှင်ဆိုကြားကအမဲစားတာအမဲသားစားတာကတိတ်ပြီးထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့ကွယ်ယုံကမျက်မစားပဲနဲ့အသားစားတာမှထူးဆန်းတဲ့ကိစ္စယုံဆိုတဲ့ဒီမိုကရေစီဆိုတဲ့ဒေါ်ဆန်းစုကြည်ကနေ့စီပါတီကြတော့ချက်ချင်းဖြတ်ပြီးပိုင်ဆိုင်မှုတွေတေးပါတီဥက္ကဋ္ဌကိုထောင်ထဲထည့်ခဲ့တယ်ရုံကနေပြီးတော့အသားစားခဲ့တယ်အခုကခင်ဗျားတို့အကုန်လုံးကဆီယာနာရှင်လို့နာမည်တက်ထားတာဖြစ်တဲ့အတွက်เนาะကြားကအမဲသားစားရင်တော့တိတ်ပြီးထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလို့ပြောချင်တယ်သို့တော့သဘောထားကြီးမားစွာနဲ့เนาะဒေါ်သက်သက်ခိုင်တို့2ယောက်ကသာစုံစမ်းစစ်ဆေးပြစ်ပြီးတော့ပါတီကိုတော့မဖြတ်ဖဲเนาะရေရှိကိုပါတီစုံစနစ်ကိုတွားတော့အဖြစ်เนาะတညာထောက်ထားတော့အဖြစ်ပါတီကိုမဖြတ်ပဲထားရှိမယ်ဆိုရင်လေဒါပြီးသုံးလုံးပါတီဝင်တွေအတွက်တော့သတင်းကောင်းပါပဲလို့ဒါက UEC ရဲ့ထုတ်ပြန်ချက်ဖြစ်ပါတယ်